screen ပေါ်မှာမီးစက်ပုံတွေပေါ်နေတယ်ပေါ့နော်မီးစက်လည်းမရှိဘဲနဲ့ screen ပေါ်မှာမီးစက်ပုံတွေပေါ်နေတယ်အဲ့ဒါဘာကြောင့်လဲဆိုတော့ပြောပြမှာဖြစ်ပါတယ်အဲ့တော့ချိုးline ပေါ်မှာမေးတာရှိတယ်မီးစက်ပုံတွေပေါ်နေဘယ်လိုလုပ်အောင်လဲအဲ့တော့ဒီမှာ great chest Jan chest နဲ့ Jan 6နဲ့ Jan 4တွေမှာဒီမှာအမှတ်ချထားတာလို့ရှိရင်သူကမီးစက်နဲ့ဂျွမ်းကြမီးစက်ပုံတွေပေါ်တယ်အဲ့ဒါတွေအကုန်လုံးအမှတ်ချက်တွေကိုဖျောက်ပြအောင်အဲ့ဒါဆိုမီးစက်ပုံတွေကပျောက်သွားနော်အဲ့တော့ဒီမှာမီးစက်ပုံတွေရှိနေသေးတယ်အဲ့မှာပျောက်သွားပြီနော်မီးစက်ပုံပျောက်သွားပြီအဲ့မှာသွားပြီးတော့ setting မှာသွားမီးစက် Jan chat Jan 4 Jan 6နဲ့သွားပြီးတော့အမှန်ချစ်ထားတယ်ပေါ့နော်